ကဲဒီမှာမင်းသမီးချင်းမရန်ကုန်မှာလည်းရှိတဲ့အတိုင်းပဲဒီမှာကျတော့ပြင်ရင်းဆိုတော့ဒီမှာမဲခိုင်လာဝဲတာဒီသေးလေးကတော့ချင်းမရှယ်ဘက်ကမမန်းပေါင်းလို့ချင်းစော်ကားကြီးလိုပါလို့လေရဒါလေးကတော့3ပါဆင်းလို့ဒီဒါလေးတွေကတော့ရန်ကုန်မှာစားနေကြဒီတော့ဝင်လာမှာနော်မနေ့လေးကအေးမြင့်တာသမင်းဆိုင်ရောက်နေတယ်လိုက်ခဲ့တော့ဒီလေသာပုံမှန်စားမှာဗိုက်စားမဲခိုင်တို့ရောက်တဲ့ချိန်ကကြတော့လေသူက12နာရီခွဲလောက်ဖြစ်သွားပြီဖြစ်တဲ့အတွက်ဟင်းနေရလေအရင်မစုံတော့ဘူးမဲခိုင်ကတော့အိမ်တော့ကမနေ့လေးတော့လို့ရှိရင်အဖွားတို့နဲ့ခီးမြဲတဲ့ထွက်တဲ့ခါစားလို့ရှိရင်ဒီအေးမြစ်တာနေပြီးတော့မဲခိုင်ကဝတ်တနီချက်မြဲရတဲ့စားတယ်ပြီးရင်လေတတိယတာကသူတို့တရသီးပေါ်ချင်းရောက်လို့ရှိရင်စိမ့်တလုံးတရသီးလေးလေးအချိုးဝဲနေနဲ့ချပေးတာအဲ့ဒါကိုမှမဲခိုင်ကထမင်းနဲ့ထပ်ထည့်ပြီးစားတာပေါ့နော်အားလေးကိုသဘောကျတယ်ဝတ်တနီချက်ကလေအသားလေးကလေနူးအီပြီးတော့တော်တော်လေးကိုစားလို့ကောင်းတယ်အနစ်ကလေးနဲ့ဆိုတော့လေထမင်းနဲ့နေစားရတာကောင်းမှကောင်းမယ်ပြီးရင်တော့မဲခိုင်ကခင်းကျင်သေးတော့လေပေါ့နော်သူကအခင်းကျင်သေးလို့တော့အစိမ်းလေးကျွတ်လေးနဲ့တော်တော်လေးကြိုက်တယ်အဲ့ဒါလေးကတော့မဲခိုင်တပွဲမကအောင်နှစ်ပွဲလောက်မဲခိုင်အဲ့ဒီအတုပ်ကလေးနဲ့စားခဲ့တယ်ပြီးရင်တော့သူ့ရဲ့ငပိတောင်လေးပေါ့နော်အဲ့ဒီငပိတောင်လေးကလေနည်းနည်းလေးဆက်တဲ့ဘက်ကိုသွားတယ်ဒါပေမဲ့စားကောင်းတယ်အဲ့ဒီမှာချမောင်ကျော်ကသူကလေစီနဲ့ဆိုတာထက်လေအဲ့လိုအရေးလေးနဲ့ပေါ့နော်သူကအဲ့လိုစီချန်လေးချန်လေးပေါ့နော်အဲ့လိုလေးချက်ထားတာအဲ့ဒါလေးတော့မခိုင်ချမောင်ဟင်းကတော့ချမောင်ကျော်ပေါ့နော်ပြောရမှာဆိုရင်ချမောင်ကျော်ကတော့တိတ်တော့မကြောက်တော့မှအတော့ကလေးနဲ့ကတော့မခိုင်ဆွဲဆွဲခဲ့တယ်ပြီးရင်လေသူ့ရှိမှလေတမှုထူးခြားနေတာဗာလေးလဲဆိုတော့သူကတိုးစရာလေးတွေကိုလေတန်တန်ရှင်းရှင်းလေးနဲ့လုပ်ပေးထားတာအဲ့ဒါကတော့တော်တော်လေးကိုကောင်းတယ်သဘောလဲကြတယ်ပေါ့နော်အဲ့လိုမျိုးဟိုကသူများအကြံကြီးအဲ့လိုမျိုးလာချပေးထားတာမျိုးမဟုတ်ဘဲနဲ့တန်ရှင်းရှင်းလေးတရကလေးပြင်ပေးထားတာဒါလေးကတော့မခိုင်ပေးကြရပါတော့ရာသီစာအရွက်ကလေးပေါ့နော်အဝေးရရက်ကလေးပါသူ့ရတာလေးကတော့စိမ့်စိမ့်လေးနဲ့စားလို့ကောင်းတယ်ပြီးပြုတ်ထားတာလေးကလေဟိုအရွက်ကြမ်းကြမ်းမဟုတ်ဘဲနဲ့အနူးညံ့နဲ့ရတာမျိုးလေးပေါ့နော်အဲ့ဒီရတာလေးရတယ်ပြီးတန်ရှင်းရှင်းလေးလည်းပြုတ်ထားတယ်လို့ခံစားရတယ်မခိုင်ကတော့သဘောကျတယ်တခါမှတော့မစားဘူးပေါ့နော်ဒီရွက်ကလေးကိုမန္တလေးရောက်မှာပဲစားကြည့်တာအခုပြောနေတာမှမခိုင်ဘိုက်တွေစားပြီးတော့ပြန်စားချင်လာပြီပေါ့နော်ပြီးတော့မခိုင်တို့ဈေးချိုရောက်တယ်ဒါပေမဲ့မခိုင်တို့ရောက်တဲ့အချိန်မှာလေနောက်ကျသွားပြီဖြစ်တဲ့အတွက်ဆိုင်ကြီးကတော့အကုန်ပိတ်သွားပြီဒါပေမဲ့နည်းနည်းလေးဟိုကြီးတီကြီးကြီးခဲ့တယ်ပြီးတော့လက်ဖက်ကလေးဝယ်ခဲ့တယ်ပေါ့နော်အဲဈေးတန်းအပြင်ဘက်ကနေပြီးတော့ဝယ်ခဲ့ပါတယ်နောက် vlog ဒီမှာပြန်ဆောင်ပါမယ်နော် vlog လေးတွေလည်းတခြားလေးကြည့်ပေးပါအောင်ရှင်အားလုံးပဲဘိုင်ဘိုင်ပါရှင်